လာပါရှင်။ဒါက Times မြန်မာဘာသာအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ဝင်ကြီးချုပ်စပွဲမှာထိုင်ပြီးကားနဲ့နေအိမ်ပေးတဲ့ကိစ္စလက်မခံရသေးဘူးလို့ဦးမွန်ဆန်းအောင်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ပြည်내စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ်ဦးမွန်ဆန်းအောင်အားဖေဖော်ဝါရီလ16ရက်နေ့၌တာဝန်ပေးအခန့်ထားပြီးဖေဖော်ဝါရီလ19ရက်နေ့မှစ၍ချင်းပြည်နယ်ဝန်ကြီးချုပ်ဇလိုင်းလင်လွေရုံးတက်ခဲ့တဲ့နေရာတွင်ရုံးတက်ပြီးဖြစ်ကြောင်းသိရှိရပါတယ်။အထက်ကတာဝန်ပေးခံထားတာလက်ခံနေဆိုတာပြောပြီးပါပြီ။စစ်တပ်အတွက်လုံးမဟုတ်ပါဘူး။ချင်းပြည်နယ်ဟာခါနဲ့ချင်းလူမျိုးတွေအတွက်အလုပ်လုပ်သွားမှာဖြစ်ပါတယ်။အုပ်ချုပ်ရေးပိုင်းထက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအာရုံပိုစိုက်ဖြစ်တဲ့ယခုဝန်ကြီးချုပ်ဇလိုင်းလင်လွေရုံးခန်းမှာရုံးတက်ဖို့ပေးထားတော့ဖေဖော်ဝါရီလ19ရက်နေ့ကနေရုံးစတက်တယ်လို့ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးမွန်ဆန်းအောင်ကဟာခတိုင်းစတင်ဌာနသို့ပြောပြထားပါတယ်။မော်တော်ကားနဲ့နေရမယ့်နေအိမ်လေးပေးထားပြီးပါပြီ။ဒါပေမဲ့ဒီလောက်ထိကျွန်တော်မစင်စားထားပါဘူး။ကျွန်တော်မှအိမ်လေးရှိတယ်။ကားလေးရှိနေတဲ့အတွက်ကျွန်တော်ကတော့ပိုင်ဆိုင်နေတဲ့ကားနဲ့အိမ်ကိုပဲအသုံးပြုဖို့ဆုံးဖြတ်ထားပါတယ်။နောက်မှဘလို့ဖြစ်မလဲဆိုတာမသိသေးပေမဲ့ဂုဏ်တည်ရှိနေရတာထက်ဖွံ့ဖြိုးရေးလုပ်ငန်းလှုပ်ဆောင်ဖို့ပဲဆန္ဒရှိတယ်လို့ဦးဝန်ဆောင်ကထပ်လောင်းပြောဆိုလိုက်ပါတယ်။စစ်တပ်ကနိုင်ငံတော်အာဏာရယူတဲ့ဖေဖော်ဝါရီလ1ရက်နေ့မှာချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်ပူထရန်ဆမ်မွိုင်းနီခွေအားတာဝန်ပေးအခန့်ထားတော့လေမကြာသေးမီကတည်ဆုံသွားတဲ့အတွက်၎င်းရဲ့ကိုစားအဖြစ်ပူဆောင်မောင်ဘူထာရီတို့ကိုကန်လှန်တော်လေလက်မခံကြတော့ကြောင်းပူမဆန်းအောင်အားခံအပ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ SAC ကချင်းမျိုးသားတွေကိုသက်ဆိုင်ရာဒေသလိုက်ကျင်းပနိုင်ရန်စီစဉ်နေကြောင်းဆက်လက်တင်ပြပေးသွားပါမယ်။ Chin State Administration Council SAC ကိုချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက83နှစ်မြောက်ချင်းမျိုးသားတွေကိုသက်ဆိုင်ရာဒေသလိုက်ကျင်းပနိုင်ရန်စီစဉ်နေကြောင်းသိရှိရပါတယ်။ဒီနေ့ဖေဖော်ဝါရီလ19ရက်နေ့မှာချင်းပြည်နယ်အစိုးရအတွင်းရေးမှူးဦးတူဝင်းဦးဆောင်မှုနဲ့အစည်းအဝေးတရက်ကျင်းပပြုလုပ်ထားပါတယ်။ချင်းမျိုးသားနဲ့ကျင်းပဖို့3-4ရက်ပဲလိုတော့တယ်။အချိန်မရှိတော့တဲ့အတွက်တဘာပတိကမင်ခွန်ပြောကြတာ memorandum ဖတ်ကြားတာတွေလုပ်တာနဲ့အစည်းအဝေးကျင်းပသွားမယ်။ COVID-19 ကာလဖြစ်နေတာကြောင့် social distancing အရာအများဆုံးလူ60ခန့်နဲ့မိမိတို့ဒေသတည်တည်မှာကျင်းပသွားဖို့ဖြစ်တယ်လို့ SAC ရဲ့ဥက္ကဋ္ဌဘူမဆန်းအောင်ကဟာကတိုင်းစတူဒန့်ဌာနသို့ပြောပြထားပါတယ်။ဒီခုနှစ်ချင်းမျိုးသားနဲ့ကျင်းပနေရန်အချိန်နီးကလာသည်နဲ့အညီမြို့နယ်တမြို့နယ်ကိုအစိုးရကကျင့်ဝေစေသိန်းစီထောက်ပံ့ပြီးသက်ဆိုင်ရာဒေသအလိုက်ချင်းမျိုးသားနဲ့ကိုကျင်းပမည်ဖြစ်ရာဟာခါမြို့နယ်မြို့တခမ်းမ၌ကျင်းပရန်စီစဉ်နေကြောင်းသိရှိရပါတယ်။တတိရှိနေကြရတဲ့မတရားပြုမှုကိုဘုရားသခင်ကလည်းကဲတင်နိုင်မှာမဟုတ်ကြောင်းဘူပေါလုံးမြင့်ထောင်ဆိုတဲ့တရင်ကိုဆက်လက်တင်ပြပေးသွားပါမယ်။လက်ရှိမြန်မာနိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်နေတဲ့အပေါ်ပြည်သူလူထုစိတ်ထိခိုက်ပြီးစိတ်ပြက်လက်ပြက်ရှိနေကြတဲ့အချိန်တိုင်းစိတ်တမကြရန်တတိရှိနေထိုင်ကြရတဲ့မတရားပြုမှုကိုဘုရားသခင်ကလည်းကဲတင်နိုင်မှာမဟုတ်ကြောင်းချင်းပြည်နယ်လူမှုရေးဝန်ကြီးဟောင်းဘူပေါလုံးမြင့်ထောင်ကလူထုကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ပြည်ထောင်စုနဲ့ပြည်နယ်တွင်းမှာပြောပိုင်ခွင့်နဲ့ပါဝင်ပိုင်ခွင့်မရှိတော့ပါဘူး။ဒါပေမဲ့ကျွန်တော်ရဲ့မေးဆန္ဒနေမှာရှိကြတဲ့လူထုတွေကိုမှာကြားလိုတာကတော့ဘသူကမှမကြောက်ကြဘူးအမှန်တရားဘက်ကိုထောက်ခံသွားကြပါတတိရှိနဲ့နေထိုင်ကြပါမတရားပြုမှုမှုဟုတည်းများဘုရားသခင်ကလည်းကဲတင်နိုင်မှာမဟုတ်ဘူးဆိုတာမမေ့ကြနဲ့လို့မှာခဲ့ပါတယ်ယခု CDM လှုပ်ရှားမှုမှာပါဝင်ကြတာစိတ်အားမငြိမ်ကြဘူးအမှန်တရားဘက်ကိုထောက်ခံကြပါဘာမဆုံးမကြောက်ကြနဲ့လို့ပူပေါလုံးမြင့်ထံကဟာခါတိုင်းစတင်ဌာနတို့ပြောပြထားပါတယ်ချင်းပြည်နယ်လူမှုရေးဝန်ကြီးပူပေါလုံးမြင့်ထံဟာစစ်စီဒီပါတီမှ2015ခုနှစ်ရွေးကောက်ပွဲ၌အနိုင်ရရှိပြီး2020ရွေးကောက်ပွဲတွင်လည်းအနိုင်ရရှိသူဖြစ်ပါတယ်ဒါပေမဲ့စစ်တပ်ကအနာသိမ့်ပြီးလက်ရှိတွင်အစိုးရဝန်ကြီးအင်ယာတွင်ထိန်းသိမ်းနေဆဲဖြစ်ကြောင်းသိရှိရပါတယ်ကျွန်မ Elizabeth ပါဆက်လက်ပြီးတော့စစ်တပ်က NLD ပါတီအစိုးရလက်ထက်တွင်ဝင်ကြီးများနဲ့မိသားစုများ၏ဗတ်စရင်းစစ်ဆေးနေခြင်းကိုဝင်ကြီးဟောင်းများမသိရှိတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်းမှာဖေဖော်ဝါရီလ1ရက်နေ့မှစပြီးဝင်ကြီးဌာနတာဝန်ရှိသူများနဲ့မိသားစုများ၏ဘဏ်တွေငွေစုဆောင်းမှုအခြေအနေစစ်ဆေးသည့်အခြေအနေများကိုချင်းပြည်နယ်ဝင်ကြီးများကမသိရှိကြောင်းသိရှိရပါတယ်။ဖေဖော်ဝါရီလ16ရက်နေ့၌စစ်တပ်ကောင်းဆောင်သူ၏လက်မှတ်ရေးထိုးတဲ့စာဖြင့်ဘဏ်တွေထားရှိသည့်ငွေစည်ရင်းကိစ္စကိုဘဏ်မန်နေဂျာထံစာပို့ထားကြောင်းသိရှိရပါတယ်။ဤစာရဲတွင်ဖေဖော်ဝါရီလ1ရက်နေ့ကနေပြည်내နှင့်တိုင်းရှိဝင်ကြီးများနှင့်မိသားစုများငွေစုမှုအခြေအနေဖော်ပြရန်
အဲ့ဒီကာလတွင်တခြားပန်းစာအုပ်လုပ်ပြီးငွေအလွှဲပြောင်းပြုလုပ်သည့်စာရင်းဖော်ပြရန်နှင့်မိသားစုစာရင်းမှတ်ပုံတင်နံပါတ်စသည့်အချက်လက်တွေပို့ပေးရန်အကူအညီတောင်းခံတယ်လို့တပ်မှုတအူ၏လက်မှတ်ထိုးတဲ့စာကိုတိုင်းနယ်ပြည်နယ်ရှိပုဂ္ဂလိကဘဏ်မန်နေဂျာထံပေးပို့ထားတယ်လို့သိရှိရပါတယ်ဒီကိစ္စကိုဖေဖော်ဝါရီလ19ရက်နေ့မှာလူတအူးကကျွန်တော်စီကိုလာပြောပြတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့မသိပါဘူး။ဘဏ်မန်နေဂျာတွေကသိကြမှာပါလို့လူမှုရေးဝန်ကြီးဟောင်းဦးပေါလိုမင်းထံကဟာကထမ်တရင်ထားတာကိုပြောပြခဲ့ပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးတော့ချင်းပြည်နယ်ဆက်ပြိုးရေးမွေးမြူရေးတည်တော်နဲ့တပ်တုဝန်ကြီးဟောင်းဦးမောင်ဟေတာကကျွန်တော်ကတော့ဘာမှမသိဘူး။ယခုဝန်ကြီးအိမ်ယာမှာ Wi-Fi သုံးလို့တော့မရဘူး။ အင်တာနက်လိုင်းနဲ့လူမှုကွန်ရက်တွေမသုံးတတ်တော့ဘာမှမသိရှိရပါဘူး။ဟာခမြို့ပေါ်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုလည်းမသိနိုင်ဘူးလို့ဟာခထမ်သတင်းဌာနကိုပြောပြခဲ့ပါတယ်။ခေတ်သစ်မီဒီယာရဲ့ဖော်ပြချက်အရယခုစစ်တပ်ကလောက်ခိုင်းတာကဘဏ်တစ်ခုအနေနဲ့ဘဏ်မှာငွေအနှံသူတဦးချင်းရဲ့အခြေအနေဥပမာငွေအနှံတဲ့ငွေပမာဏနဲ့နာမည်စီရေးမှတ်ပုံတင်နံပါတ်တွေထုတ်ဖော်ခွင့်မရှိပါဘူး။ဗဟိုဘဏ်ကနေတောင်းလာရင်လည်းမရပါဘူး။ဗဟိုဘဏ်ကနေအမိတ်စာကြလာရင်တောင်မှသက်ဆိုင်ရာဘဏ်အသီးသီးမှာရှိကြတဲ့ Board of Director ကဆုံးဖြတ်ရမှာဖြစ်ပါတယ်။သူတို့လုပ်တဲ့ပုံကသူများအဖြစ်ကိုလိုက်ရှာနေတာဖြစ်ပြီးတော့နိုင်ငံရေးရှုထောင့်နဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းလူကုန်တိတ်ခါချတာဖြစ်တယ်လို့ပုဂ္ဂလိကဘဏ်လက်ထောက်မန်နေဂျာတဦးကပြောခဲ့ပါတယ်လို့လူမှုကွန်ရက်ပေါ်တွင်ရေးသားဖော်ပြထားပါတယ်။ဝန်ကြီးဟောင်းဦးမောင်ဟန်တန်ကCDM လှုပ်ရှားမှုတွေပါဝင်တဲ့သူများကိုဂုဏ်ပြုစကားဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။စစ်တပ်ကအာဏာသိမ်းယူမှုကြောင့်နေတိုင်းဆန္ဒဖော်ထုတ်က CDM လှုပ်ရှားမှုတွေပါဝင်လှုပ်ရှားသူများအားဂုဏ်ပြုကြောင်းချင်းပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးတည်တော်နဲ့တပ်တုဝန်ကြီးဟောင်းဦးမောင်ဟဲတာကပြောဆိုခဲ့ပါတယ်။အများကြီးပြောစရာတွေရှိနေပေမဲ့ပြောဖို့မသင့်တော်တော့ပါဘူး။ဒါပေမဲ့ CDM လှုပ်ရှားမှုမှာပါဝင်ပြီးတော့နေတိုင်းလှုပ်ရှားမှုပြုလုပ်နေကြတာပင်ပန်းနေကြတာတွေအချင်းပေးနိုင်နေကြတာငွေကြေးအကုန်အကျခံနေကြတာတွေတွေ့တော့လေးစားပြီးတော့ဂုဏ်ပြုပါတယ်လို့ဝန်ကြီးဟောင်းဦးမောင်ဟဲတာကဟာကထမ်သတင်းဌာနကိုပြောပြခဲ့ပါတယ်။ထို့နောက်ဦးမောင်ဟဲတာကဆက်လက်ပြီးတော့ကျွန်တော်တို့နေထိုင်တဲ့နေရာမှာ Wi-Fi သုံးလို့မရဘူး။ဘာသတင်းမှလည်းမသိနိုင်ဘူး။ဖုန်းနဲ့အဆက်အသွယ်လုပ်တာပဲရှိပါတယ်။အိမ်အပြင်မှာလည်းထွက်လို့မရဘူး။ကားသမားနဲ့ထမင်းချက်ပေးသူ2ဦးကသာအပြင်ထွက်လို့ရပြီးတော့ဟင်းသီးဟင်းရွက်တွေတောင်းဝယ်ကြရပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့စစ်ဆေးဖို့ဆရာဝန်တွေကိုလည်းမခေါ်သလိုသူတို့ဘက်ကလည်းမလုပ်ပေးပါဘူး။ဒီအတိုင်းပဲနေကြပါတယ်လို့ထပ်လောင်းပြောပြခဲ့ပါတယ်။ဦးမောင်ဟဲတာတီတိတိမျိုးနဲ့ NLD ပါတီမှာ2015ရွေးကောက်ပွဲတွင်တော်လကောက်2020ခုနှစ်ရွေးကောက်ပွဲတွင်တော်လကောက်အနိုင်ရရှိခဲ့သူတဦးဖြစ်ပါတယ်။စစ်တပ်ကထိမ့်သိမ်းထားနေသောကြောင့်အေးအပြင်းမထွက်ပဲအိမ်ထဲတွင်သာနေရခြင်းဖြစ်ပါတယ်။ဝန်ကြီးချုပ်ဟောင်းလွှတ်တော်ဥက္ကဋ္ဌဒုတိယလွှတ်တော်ဥက္ကဋ္ဌဟောင်းစီပင်းလျက်စစ်ဝန်ကြီးဟောင်းနဲ့လက်ဝက်ကဝန်ကြီးဟောင်းတို့နဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်ရှိသူများကိုစစ်တပ်ဗျူဟာရုံးဆိုင်သည့်ရုံးတောင်တွင်ထိမ့်သိမ်းထားနေစေဖြစ်ကြောင်းသိရှိရပါတယ်။သတင်းအတူထွားများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်။ဟာခတွင် COVID-19 ရောဂါကူးစက်သူ6ဦးတက်မှန်တွေ့ရှိပါတယ်။၎င်းတို့သည်ဂန်ကောမြို့မှဟာခသို့ရောက်ရှိလာသူများဖြစ်ကြပြီးတော့ဟာခဂိတ်တွင်ရောဂါစစ်ဆေးရာမှလူ6ဦးထပ်မှရောဂါတွေ့ရှိနေရာကနေဟာခတိုင်းရင်းဆေးရုံတွင်ဆေးကုသမှုခံယူနေကြကြောင်းသိရှိရပါတယ်။ဟာခတွင်စစ်တပ်အာဏာသိမ်းမှု17ရက်နေ့မြောက်ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲဆက်လက်ပြုလုပ်နေကြပါတယ်။ဖေဖော်ဝါရီလ19ရက်နေ့ဆန္ဒဖော်ထုတ်ပွဲကိုအဖွဲ့3ဖွဲ့ခွဲပြီးတော့လမ်းဘေးတွင်ထိုင်ပြီးတော့ဆန္ဒပြခြင်းများပြုလုပ်ကြရာအစိုးရဝန်ထမ်းများအပါအဝင်ဆန္ဒဖော်ထုတ်သူဦးရေထောင်ဂဏန်းရှိကြောင်းလည်းသိရှိရပါတယ်။ဒီကနေ့The Hakka Time မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲရပ်နာတော့မှာဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာကြည်ညိုကြပါစေရှင်။ကျွန်မချယ်ပါ။